ဝမှာတခါတလေအရာရာမှားယွင်းသွားတတ်တာမျိုးရှိတယ်ဆုံးဖြတ်ချက်အမှားတွေချမိမယ်လူမှားယွင်းယုံကြည်မိမယ်နောက်ဆုံးတော့နာကျင်စရာလမ်းတွေပေါ်ရောက်သွားလိမ့်မယ်ဗုဒ္ဓဘာသာမှာမြားနှစင်းတာရကဆိုတဲ့သင်ခန်းစာတစ်ခုရှိတယ်အဲ့ဒီပထမဦးဆုံးရရှိတဲ့ဒဏ်ရာကတော့ရှောင်လွဲလို့မရအောင်ဒါကလူသားဖြစ်တည်မှုရဲ့သဘာဝပဲဒုတိယမြောက်ရရှိတဲ့ဒဏ်ရာကတော့ငါတို့ကိုယ်တိုင်ဖန်တီးလိုက်တဲ့ဒဏ်ရာပဲအမားတွေကိုခေါင်းထဲမှာထက်ခါတလဲလဲပြန်တွေးနေတာနောင်တတွေအဆက်ကွဲမှုတွေနဲ့ဒီအမားတစ်ခုကငါတို့ဘဝတစ်ခုလုံးကိုစွန့်ထင်းစေပြီလို့ယုံကြည်နေတာမျိုးပေါ့ဘဝကသူ့အလိုလိုတွေမင်းကိုနာကျင်မှုတွေလုံလောက်အောင်ပေးပြီးသားပါကိုပြန်ညှင်းပန်းနှိပ်စက်ပြီးအဲ့ဒီနာကျင်မှုကိုအစားများစွာမပွားများပါစေနဲ့သင်ခန်းစာကိုယူပါဒဏ်ရာကိုကြက်ပါစေပြီးရင်ရှေ့ဆက်လျှောက်ပါနာကျင်မှုတချို့ကရှောင်လွဲလို့မရပြီမယ်မလူအပ်ပဲပိုခံစားနေရတဲ့ဆင်းရဲဒုက္ခကတော့မင်းရွေးချင်